အားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့စိတ်ဖိစီးမှုတွေကြားမှာအိပ်ပျော်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပါစိတ်ဖိစီးမှုတွေခံစားနေရရင်နေ့စဉ်အလုပ်တွေကိုအရင်လိုဖြောင်းဖြောင်းတန်းတန်းလုပ်နိုင်မှာမဟုတ်ပါဘူးစားချိန်တွေအိတ်ချိန်တွေမှန်ဖို့ဆိုတာကလည်းခက်ခဲမှာပါဒါမဲ့ခန္ဓာကိုယ်ဆိုတာကလည်းအတိုင်းအတာတစ်ခုထိပဲခံနိုင်တာလေအထူးသဖြင့်ညဘက်တွေမှာအိပ်ပျော်ရခက်တာအိတ်မပျော်တာတွေများလာရင်ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါတယ်။လူတကူစိတ်တစ်မျိုးတယောက်ချင်းစီမှာစိတ်ညစ်ရတဲ့အကြောင်းလေးတွေရှိကြမှာပါ။အထူးသဖြင့်အသွေးတွေကနှိပ်စက်နေလို့အိပ်ပျော်ဖို့ခက်နေမှာပါ။ကျန်းမာရေးထိခိုက်မှာဆိုလို့အိပ်ပျော်အောင်ကြိုးစားအိပ်မပျော်တော့စိတ်တွေညစ်နောက်ဆုံးအိပ်မပျော်လို့စိတ်ညစ်တာလားစိတ်ညစ်လို့အိပ်မပျော်တာလားဆိုတာကိုပါမသေးကွဲတော့ပဲလုံးလည်ချလေလိုက်နေမှာပါ။ဒါဆိုစိတ်ဖိစီးမှုတွေကြားထဲမှာဘလို့အိပ်ပျော်အောင်ကြိုးစားကြမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။စိတ်ငြိမ်နိုင်မဲ့အလုပ်တွေအကုန်လုပ်ပါ။တယောက်နဲ့တယောက်စိတ်ငြိမ်စေတဲ့အလုပ်တွေမတူပါဘူး။တချို့ကလည်းစာအုပ်ဖတ်ရမှတချို့ကလည်းတခြင်းနားထောင်ရမှစသဖြင့်အကျင့်အမျိုးမျိုးရှိပါတယ်။ကိုယ်စိတ်တည်ငြိမ်စေမယ်။အာယုံလွှဲနိုင်မဲ့အလုပ်တစ်ခုခုကိုမအိတ်ခင်15မိနစ်လောက်လုပ်ပါ။အနည်းဆုံးတော့အတွေးတွေခဏရက်သွားပါမယ်။အတွေးတွေအနားရရင်အိပ်ပျော်ဖို့လွယ်သွားပါပြီ။တရားထိုင်မှာတရားထိုင်တာကအိပ်ပျော်ဖို့လည်းလွယ်သလိုစိတ်ကိုလန်းလန်းဆန်းဆန်းရှိစေတဲ့နည်းလမ်းကောင်းတစ်ခုပါ။မအိတ်ခင်ထိုင်လျက်ဒါမှမဟုတ်လှဲလျက်တရားထိုင်မှာတရားမထိုင်တတ်ဘူးဆိုလဲအသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ဖုန်းတွေ TV တွေကိုရပ်ပါ။အဓိကဖုန်းသုံးတာပါ။ဖုန်းစခရင်မှာပါတဲ့ blue light တွေနဲ့ social media မှာတက်လာသမျှ new feed တွေကလူကိုအိပ်ပျော်စေဖို့ခက်ခဲပါတယ်။လူတိုင်းဖုန်းသုံးပြီးတက်လာသမျှသတင်းတွေကိုကြည့်နေကြတာဆိုတော့ညအိတ်ခါနီးအချိန်ထိဖုန်းကို3မိနစ်တက်ကြပါတယ်။မအိတ်ခင်မှာဖုန်းနဲ့ကိုယ်နဲ့ဝေးနိုင်သမျှဝေးအောင်ထားလိုက်တာကတော့အကောင်းဆုံးပါပဲ။ပြီးရင်အာယုံလွှဲစရာတစ်ခုခုလုပ်နေလိုက်ပါ။ရေနွေးနွေးလေးနဲ့ရေချိုးပါ။ခုနကဖုန်းမသုံးဖြစ်အောင်အာယုံလွှဲဖို့အကောင်းဆုံးကရေထချိုးလိုက်တာပါ။ရေနွေးနွေးလေးနဲ့ချိုးအဝတ်စားလေးလဲရေမွေးကြိုက်တဲ့သူကရေမွေးလေးစွပ်ပြီးအိတ်ဖို့ပြင်လိုက်ရင်စိတ်ညစ်တာတွေပြေပြောက်ပြီးအိတ်ဖို့ပိုလွယ်ပါတယ်။လေ့ကျင့်ခန်းလုပ်ပါ။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းထက်သွေးလည်ပတ်မှုကောင်းရုံလောက်လုပ်စီချင်တာပါ။သွေးလည်ပတ်မှုကောင်းရင်ခန္ဓာကိုယ်ပူနွေးလာပြီးအိတ်လို့ပိုလွယ်ပါလိမ့်မယ်။လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင်တော့ယောဂလုပ်ပြီးလို့ရပါတယ်။အကြောတွေပြေရော့ပြီးသွေးလည်ပတ်မှုကောင်းရင်ခန္ဓာကိုယ်နွေးလာပြီးပိုအိတ်ပျော်ဖို့လွယ်လို့ပါ။ကနန်းတွေရေးပါ။နီလန်ဟောင်းကြီးဆိုပေမဲ့အသုံးဝင်တဲ့လောက်တော့ဝင်ပါသေးတယ်။နံပါတ်တွေစရည်ကြည့်ပါ။အိတ်ပျော်တော့လေပျော်မပျော်ပဲကနန်းတွေပဲထောင်ကနန်းလောက်ထိတက်လာတယ်ဆိုရင်တော့ဆက်မရေးပါနဲ့တော့ဒီနည်းနဲ့သင်အိပ်ပျော်မှာမဟုတ်ပါဘူးအိပ်ပျော်သွားပြီလို့ပုံဖော်ကြည့်ပါမျက်လုံးလေးမှိတ်ပြီးအိပ်ပျော်သွားပြီလို့တွေးကြည့်လိုက်ပါနိုးလာရင်ဘာလုပ်မယ်ဆိုတာကိုပါစိတ်ကူးရင်ပြီးအိပ်ကြည့်ပါတနေ့တာအလုပ်လေးတွေကိုပေါ့ဒါဆိုရင်ပီတိတွေနဲ့တဖြည်းဖြည်းအိပ်ပျော်သွားပါလိမ့်မယ်တနေ့တာကိုမအားလက်ပါစေနဲ့တက်နိုင်သမျှတနေ့တာကိုအလုပ်အပြည့်ဆွဲထားပါနားချိန်နေမှာပါလှုပ်เสียတစ်ခုခုထည့်ဆွဲထားပါဥပမာဘယ်ချိန်ကဘယ်ချိန်မှာနားမယ်နားတဲ့ချိန်မှာစာဖတ်မယ်တခြင်းနားထောင်မယ်စသဖြင့်ဆွဲထားပါဒီလိုမျိုးနေ့ဘက်မှာအလုပ်ပြည့်လုပ်ထားမယ်ဆိုရင်ညဘက်မှာအလွယ်တကူအိပ်ဆက်နိုင်မှာပါအိပ်ရာကိုတေချာပြင်ပါဒီနေ့မှာ6နာရီကနေ8နာရီလောက်အချိန်ဖြုံးနေရတဲ့အတွက်အိပ်ရာကိုဖြစ်သလိုမထားပါနဲ့အေးတဲ့ချိန်မှာအေးသလိုပူတဲ့ချိန်မှာပူသလိုလိုသလိုပြုပြင်ထားပါအခန်းကိုမီးမိန်မိန်လေးထားပါလွယ်လွယ်ပြောရရင်အိတ်ချင်စပွဲနေရာလေးဖြစ်အောင်ပြင်ဆင်ထားပါအိတ်မပြောရင်အသင်းမအိတ်ပါနဲ့ခန္ဓာကိုယ်ကိုအသင်းကျက်မစီခိုင်းပါနဲ့အိတ်ဖို့ကြိုးစားပေမဲ့အိတ်မပြောဘူးဆိုရင်ကိုကိုဖိအားမပေးပါနဲ့အိတ်ရတွေကထားပြီးစိတ်ပြေလက်ပြောက်တစ်ခုခုလုပ်ပါပြီးမှပြန်လဲပြီးအိတ်ပါ relaxing sound နေနားထောင်ပါအိတ်ခါနီမှာ relaxing sound တွေကိုနားထောင်တာကလည်းစိတ်ကိုလန်းဆန်းစေပြီးအိတ်ချင်တဲ့စိတ်ကိုဖြစ်ပေါ်စေပါတယ်။ဒီလောက်ဆိုရင်တော့စိတ်ဖိစီးမှုတွေကြားထဲမှာအိပ်ပျော်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုအနည်းငယ်သိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။စိတ်ဖိစီးမှုတွေကြောင့်အိပ်ဖို့ခက်တာကလူတိုင်းကြုံရတဲ့ကိစ္စပါ။ဒါပေမဲ့နေကောင်းပြီးကျန်းမာနေမှစိတ်ကြည်နေမှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာဖြစ်လို့အာသင်ပြီးအိပ်ပျော်အောင်အိပ်ဖို့ကျန်းမာရေးကိုဂရုစိုက်ဖို့အကြံပြုချင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲ
ကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။